ကဲဒီနေ့ကတော့အိမ်မှာလိုအပ်တဲ့ပစ္စည်းလေးတွေလည်းပေါ့နော်သွားဝယ်ရင်းနဲ့ကိုလုတ်ချင်တာလေးတွေကိုစားချင်တာလေးတွေပြီးတော့တကြံလည်းနီးပြီဆိုတော့ပေါ့နော်ခြားပစ္စည်းလေးတွေလည်းဝယ်ရင်းနဲ့ဒီနေ့အပြင်လေးခဏရောက်ဖြစ်ပါတယ်ရှင်အခုကားပေါ်မှာပေါ့နော်ဒါကတော့ပြင်းလို့ပါဟိုရိုက်ဒီရိုက်ရှောက်ရိုက်နေရပါကဲလိုချင်တာလေးတွေလိုအပ်တာလေးဝယ်ပြီးပြီဆိုတော့အိမ်ပြန်ပါတော့မယ်ရှင်ဒီနေ့ vlog လေးကတော့အရှိကြီးမရိုက်ထားပါဘူးခက်တူတူပါပဲရှင်ဘာလို့လဲဆိုတော့ရရမှာနည်းနည်းပြင်းနေလို့ပါရှင်အားလုံးပဲတက်တာပါရှင်